Hello မင်္ဂလာပါခုကဆိုင်ကောင်းဆိုတော့လည်းအနေနဲ့ခံရတာပေါ့နော်အများကြီးပြန်သွားပြီခုမပြန်ရသေးဘူးဒါပေမဲ့နော်တိုင်းကကတော့ဖြစ်ပြီးသွားပါပြီကိုကမပြီးသေးလို့ပေါ့နော်မပြီးသေးလို့ဆက်လုပ်နေတာအေးစစ်ခုဒီနေ့ဈေးဝယ်မယ်ပေါ့နော်ဈေးဝယ်တာပြချင်တယ်ခဏဒါ informat website ပေါ့နော်အဲ့ရနေမျိုးဈေးဝယ်ရတယ်စိုင်းတိုင်းလို့အဲ့ရပဲဝယ်ပေါ့နော်ဒီနေ့တနည်းကုန်ပြမန်းထားရဲဆိုတော့လည်းစုပ်ပြက်တာပေါ့နော်ဝစားရတယ်ဒီလိုလေးပေါ့ဒီလိုလေးအရင်တော့ဒီအတိုင်းစားဆိုင်ဆိုတော့ကျွန်တော်တို့ဆိုင်ရဝစားရန်ဆောင်းရကြမနေဘူးကိုယ်ဒါပေမဲ့ပြောချင်တာဈေးဝယ်ပေါ့နော်ဈေးဝယ်တဲ့ဟာ informal website ကနေဝယ်ရတယ်ကိုဈေးဝယ်ပဲပေါ့နော်နည်းနည်းတော့အနစ်နာခံရတယ်ဒီများတွေကပြန်သွားပြီကိုကတော့ကိုလုံးမပြီးသေးလို့ဆက်လုပ်နေရပါတော့ဆိုတော့ဈေးဝယ်တာလည်းအရေးကြီးတယ်ပိုွားလည်းမကောင်းအဲ့ဆိုထားကြနေအောင်ရှိလူရင်းလည်းပေါ့နော်ရောင်းနေမှာကွာအပစ္စည်းမရှိတော့ဘူးလို့ရှီနာဂီရီပေါ့နော်ရှီနာဂီရီဆိုတာကျတော့ stop ပြတ်သွားပြီပေါ့နော်အဲ့လိုမျိုးပြောရတာကွာမကြိုက်ဘူးပေါ့နော် customer ဆောက်ဘူးလားကွာနေပြီးတော့အဲ့လိုကူပဲပစ္စည်းမရှိတော့မရအောင်အဲ့လိုမျိုးလုပ်လို့ရတယ်ကွာဟုတ်မယ်အဲ့ရအရင်တော့ကောင်းနေရောင်းရလဲရှိလေပိုရောင်းရလေကောင်းတော့ပေါ့နော်ရောင်းရတာကောင်းတော့ပေါ့ customer အနေနဲ့လည်း image customer ဘက်ကနေကြည့်ပြီးမယ်ဆိုရင်စားကျင်လို့လားကွာမရှိတော့ဘူးဆိုတာအဲ့ဒါအရင်ရောင်းရပြီးတော့တအားရောင်းရလို့ပစ္စည်းပြတ်သွားရဲဆိုတမျိုးဥပမာစနေတနင်္ဂနွေလိုမျိုးပစ္စည်းတွေရန်ရောင်းရလို့ညနေပိုင်းဆိုင်ပစ်ခဏီမှုလို့မလောက်တော့ဘူးဘာညာဆိုလို့ပစ္စည်းကုန်သွားရဲဆိုတမျိုးပေါ့နော်ကိုယ့်ကိုစားရဈေးဝယ်တာမလောက်လို့ပစ္စည်းပြတ်သွားရဲဆိုပြီးတော့လောက်ရတာတိတ်ပြီးတော့ရောင်းကုန်သွားရဲကွာပြောတာအရင် image မကောင်းလာနောက်ဆိုရင်ဆိုင်အောင်တိတ်လာချင်းတော့ customer ကိုဆိုလည်းငါစတင်လို့သွားတာကွာအဲ့ဆိုင်မှာရှိလည်းမရှိဘူးဆိုအဲ့လိုမျိုးအဲ့တော့ဒီချာလေးကိုစီးဝဲတဲ့ဟာလေတွတ်ချက်ထားကောင်းနေပေါ့နော်နေတိုင်းရောင်းနေအသားကျလာတဲ့ခါတော့ပြောနေသူသဘောပေါက်လာတွတ်တက်လာတယ်များတော့အဖြစ်စနေတနင်္ဂနွေဆိုလို့ရှိရင်ကိုရောင်းကဘလို့ရှိတယ်ကြားရဲဆိုလို့ရှိရင်ဘယ်လောက်ရောင်းရတယ်ပေါ့နော်ဒီဟာပုံမူတည်ပြီးတော့ကိုကလက်ကျန်ပစ္စည်းလက်ကျန်ကြည့်အဲ့မဲ့ညနေတော့တူမနေဘူးရောင်းရင်ရောင်းလိုက်မရောင်းချင်မရောင်းရဘူးရာသီဥတုပုံမူတည်ပြီးတယ်ပေါ့နော်ကိုကပြီးခဲ့တဲ့ဘက်ကအရန်ရောင်းရတယ်ဆိုပေမဲ့ဒီဘက်ဟာမိုးရီရွာရတယ်ဆို customer မလားအနည်းနည်းရန်ကြလို့မလားလို့မရှိတော့ဒါပေမဲ့လေရန်ထုဆန်တာဂျပန်လေးကလေမိုးရွာနှင်းကြနှင်းနဲ့တယောက်ကြနေတယ်လာတာပဲပြမပဲစားတာပဲတော့ဘလို့လည်းမသိဘူးသားကိုရီးယားနှင်းနဲ့ကြာရုံးကန်ပြီးတော့သူတို့ကမဟုတ်ဘူးလာရအောင်လာဒီဆိုင်ဆိုလို့ရှိရင်ကလေးတွေပါလားအမိသားစုလိုက်လာတာကွာကလေးတွေတို့ service တွေအများကြီးရှိတယ်ဒီမှာအဲ့တော့ကလေးတွေတက်တလေးတွေလည်းခေါ်လာအဲ့လိုမျိုးစားဆိုတော့ဈေးဝယ်တာအရေးကြီးပါတယ်ဈေးဝယ်တာတခြားလေးလေခါလေးကျရင်ပိုနေတာကိစ္စမရှိဘူးလုံနေတဲ့ခါတွေကတိတ်ပြီးတော့အဆင်မပြေဘူးအဲ့မှာဒီဆိုင်မှာညီမဆိုင်မှာဆိုလို့ရှိရင်လည်းဝယ်တယ်ပေါ့နော်ခက်ကြလို့ရှိရင်ပစ္စည်းပြတ်သွားတာအကြဟိုဘက်မှာဆိုင်ဝဲရှိတယ်အဲ့ဆိုင်ကတော့ချီရတော့လောက်ရတယ်ခေါင်းလောက်ချီပါအောင်ကူညီပါအောင်ပေါ့နော်သူတို့ဆရာမြဲချီတော့လည်းမကောင်းဘူးလေနော်ဒါပေမဲ့ပစ္စည်းပြတ်လို့ဟိုဈေးဝယ်တာမှလာလို့ချီတာတစ်ခါတည်းရမှာဒါမှနိဒါပေမဲ့လို့ပစ္စည်းကရန်ရောင်းရလို့ပေါ့နော်ဒီဆိုင်အောင်လည်းနည်းနည်းကြွားလိုက်မယ်ပေါ့နော်ရန်ရောင်းရလို့ဟိုထပ်ပြီးတော့နေ့လေတည်းကရောင်းကုန်သွားတယ်ညနေလောက်မှမရှိတော့ဘူးဆိုတော့စိတ်ပူလို့လိုရမရဆိုပြီးတော့ချီတာမျိုးရှိရဲ့အဲ့လိုမျိုးလေးလောက်ရပါတော့တစ်ဆိုင်နဲ့ဆိုရင်တော့ဘလို့နေမလဲမသိဘူးအဲ့လိုတစ်နေ့နဲ့တစ်ဆိုင်မျိုးတိတ်မဝေးဘူးဆိုရင်ပေါ့နော်အဲ့လိုကိုကြီးတောင်းလာပါတယ်အဲ့ဒါဈေးဝယ်တယ်ဆိုရင်ဈေးဝယ်တာလည်းပိုရင်မကောင်းပါဘူး
အဓိကတီးရွက်ပေါ့နော်တန်းငါးတွေကကျတော့ရေခဲထဲမှာခဲထားလို့ရတဲ့ဒါငါလဲတိုးလို့ရတဲ့ဟာတွေထားခံသေးရကွာဟင်းတီးဟင်းရွက်အခုလိုနှွေးရသည်ဂျပန်မှာနှွေးရသည်ရှမ်းပူတယ်အညာနှွေးရသည်စတောင်ပူသေးရကွာဟုတ်လားအဲ့ခါကျတော့အဲ့ဒီမှာအတီးရွက်တွေပေါ့နော်ခရမ်းကျင်တီးတို့ဘာလို့ကိုယ်ဆိုင်မှာတုံးနေလာတော့မလေးပဲ2ရက်လောက်နေတာပူတော့လေပျော့သွားတာပေါ့တခါကျလို့ရှိရင်သူတို့ရဲ့ transportation ကရတဲ့ရောနည်းနည်းတော်တော်လေးစိတ်နဲ့ထဲမဟုတ်ဘူးနည်းနည်းလေးမဲ့ကျင်လေးပါနော်အဲ့ကိုယ်ဆိုင်မှာ1ရက်2ရက်လောက်နေလို့ရှိရင်ဒီပူရှင်ရေကတက်တယ်မှာထဲတာနော်ပူရှင်နဲ့ပဲသူကအမှိတ်မြန်သွားတယ်ခါကျတော့မရောရတဲ့ခါကျလက်ဟတ်တက်ဖြစ်တာပေါ့နော်လက်ဟတ်တက်ဖြစ်ရင်ဘာဖြစ်လဲဆိုတော့ကိုယ့်ရဲ့ဥရိယာကရောင်းအားပေါ့နော်ရောင်းအားတွေကနေပြီးတော့ဒီဟာတွေက minus ဆင်ပြောင်းသွားတာပေါ့ high key ဆိုတာရှိတယ်ကွာကျွန်မတို့ high key လို့ခေါ်တယ် high key ကလေလွင့်ပစ္စည်းပေါ့ပစ္စည်းအပျက်စီးပေါ့နော်အပျက်စီးစီးရင်းနဲ့ရောက်သွားတယ်လွတ်ပလိုက်ရတယ်ဆိုရင်နှမျောစရာကောင်းတယ်အပြင်ကိုကိုကဟာရောင်းအားအရင်တောင်လို့ထားရောင်းအားအရင်တက်တယ်ဆိုပြီးတော့ရောင်းအားတော့တက်နေပြီမယ်ဒီရွက်တစ်ချမ်းမှာ minus ဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးအတီးရွက်ဆိုအခုဆိုရင်ဟာတကယ်လို့ဒီနားမှာအနီးတော့ကန်ကောင်းတော့ဆိုင်နေစူပါတွေရှိတယ်ဈေးတက်နေစူပါတွေလည်းရှိအသီးနဲ့ဆိုတအားကြီးမွေတော့ဥပမာအမွေရရှိပဲ့ရင်ပေါက်တွေပါလေဆိုရှင်ထားမခံအောင်သူ့ဘာသူရေကတက်တာလည်းမနေနဲ့လေပျော့ကုန်အားကြောင့်လို့ရောင်းရရဲ့မရောင်းရခမရခတ်တယ်တော်တန်ရောဒီလောက်ရောင်းရတယ်ဆိုရင်လာတဲ့ဧည့်သည်ကြီးကလည်းမတူလေနော်အရန်ဒီဘက်ကဒါတွေစားရဲဆိုရင်နောက်တစ်ဘက်ကဒီလောက်ရောင်းခြင်းမှရောင်းရတာအခါကျတော့ပဲပင်ပေါဥပမာတခွားသည်ကနည်းနည်းထားခံပဲပင်ပေါရှိတယ်နောက်ပြီးတော့ဘာရှိလဲဆိုတော့ခရမ်းကျင်ဒီစခုနပြောရခရမ်းကျင်ဒီနောက်လို့ရှိရင်အာဝနေကြီးတက်တမီပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ကွာ stop တိတ်မထားအောင်လို့ရင်ခဏလေးနော်ဆိုပြီးတော့လို့ရဆိုလုံးဝပြတ်သွားမှာမဟုတ်နော်0ဖြစ်မှာမဟုတ်နော်30ရာခိုင်နှုန်းဖြစ်ပြီးဆိုတာလေပြေးပြီးဝယ်ပလိုက်တာလေစူပါနေဝယ်ပြီးတော့ချာမြင်လို့ကျင်တယ်လေနော်ဥရိယာပဲကောင်းကျင်တယ်လေနော်လို့ပဲလာပြောတာဈေးဝယ်တာလည်းရေးကြည့်နည်းကြီးစီရှောက်ပြောတာမှရောက်ကြရပါခုမှတစ်နှစ်ပဲရှိသေးတယ်ဆိုတော့လေဟိုဒီမှာလဲတောက်လျှောက်လုပ်ဖူးတာမဟုတ်တော့ဒီမှာနေနေတဲ့သူမဟုတ်တော့သူတို့အစာတောက်တွေနေတယ်ဒီနေ့တွင်းမှာရင်းနှီးအောင်လုပ်ရတာဆိုတော့pro တော့ဖြစ်မနေသေးပါဘူးခုမှတိတာလေးနည်းနည်းပေါ့တစ်နှစ်နေတော့ဒီလိုလေးရှိပါလားဒီလိုလေးရှိပါလားဆို0ကနေစပြီးတော့မှတ်ထားတဲ့ဟာလေးဒါပဲပြောကြည့်တာပေါ့နော်အခုလည်းကြုံလို့ပါအဲ့လိုစေးဝေးတယ်စောက်ဝယ်လာအောင်မယ်နော်တတ